ကြလာတယ်သူ့ရဲ့အချီလေးနဲ့ကြလေးကိုထွေးပွေလို့တော့အုပ်ထဲကနေတောင်ပေါ်ကိုသူထွက်ခွာခဲ့တယ်ဆောင်တောင်းထိတ်စီကိုငါတို့ရှောင်းလန်းမယ်လေသူကပါလွာလာပြီးမယ်လေသူစိတ်ကြံလေးကိုအိမ်ပြန်ပို့ဖို့ကူညီပေးမယ်မဆောက်တဲ့လမ်းမှာသူမငြင်းညူခဲ့ဘူးလက်ထဲကကြံလေးကိုစကားတွေပြောပြနေတယ်တောင်ထိတ်ကိုရောက်တဲ့ခါမှာတော့ကဘာကြီးဟာမြေပုံတစ်ခုလိုကြံရစ်ခဲ့ပြီးကြံလေးကကောင်းကင်စီကိုပြန်တက်သွားတယ်ငွေရောင်လမ်းကြောင်းလေးတစ်ခုချမ်းရစ်ခဲ့လို့ပေါ့လေးလေးကပြုံးပြီးတော့အောက်ကိုပြန်ဆင်းလာတယ်ကောင်းကင်ကြီးကပြန်လဲပြည့်စုံသွားပြီ